နှလုံးသားအခမဲ့ပရိဒတ်ဆရာနေလေးအောင်နော်မနားမကြားတဲ့လူအခုပေးနေနားမကြားတဲ့သူအခုပေးနာပါကြားပါရဲ့မေမျိုးရလားမသိဘူးနားမကြားတဲ့လူအခုပေးတာနော်နှလုံးသားအခမဲ့ပရိဒတ်ဆရာဦးနေလင်းအောင်ဆေးခုပေးတာပါနားမကြားတဲ့လူချက်ချင်းနားကြပါပြီမှာမှာကြပါပြီနားကြပါပြီလာကူကြနော်နားမကြတဲ့လူတွေချက်ချင်းကြားတယ်တကယ်ကြားတယ်တကယ်တွေ့တယ်မဟုတ်လားချက်ချင်းနားကြပါပြီလာပြီးနားမကြတဲ့လူတွေချက်ချင်းကောင်းတယ်နော်ခါကြောညက်တဲ့လူတွေချက်ချင်းကောင်းတယ်မျက်စိမမြင်တဲ့လူတွေလည်းကုလို့ရတယ်နော်လာပြီးကူကြပါဆရာစေကမ်းမှာဒါကြားပါလို့ချက်ချင်းရိုက်ပြတာမှနားကြပါပြီ